ကြိုက်တူရင်ထိုးကြပါအနိကပြပါမယ်အနိကဒီမှာဒီတေးရဘောနော်နဲ့ခွန်လေးကီခွန်ဆွဲတယ်ဒီခွန်ရဘောနော်လေးကိုနဲ့ကီကိုရနဲ့ဒီဆွဲတယ်ဒီကိုရဘောနော်တဲ့6ကီတဲ့6ကီကို6ဆွဲတယ်ဒီခွန်ရဒီ9ရဘောနော်နဲ့ခွန်လေးကီခွန်နေနဲ့ဒီဆွဲတယ်ဒီခွန်ရဒီတဲ့ရဘောနော်ရှစ်3တဲ့ကီရှစ်ဆွဲတယ်ဒီကိုရဒီနဲ့ရဘောနော်တဲ့6ကီဒီမှာတက်ဒီရှစ်ဒီဆွဲတယ်တခါဒီနေ့ရဒီရှစ်ရဘောနော်3ည5ခွန်ကီဒီမှာ3ညဆွဲတယ်တခါဒီတဲ့ရဒီလေးရဘောနော်ခွန်ဒီတဲ့ရဒီလေးရဘောနော်5 3ည3ကီဒီမှာမနက်စာမဆွဲသေးဘူး5 3ည3ကီအမဒီမှာမနက်စာမဆွဲသေးဘူးနော်မဆွဲသေးဘူးတဲ့ဒီမှာဒါဆိုတော့ဒီမှာကျွန်တော်ပြမယ်ဒီမှာဒီနေ့ရဒီ3ညရဒီ9ရပေါင်းတော့ခွန်နဲ့ချိန်ခွန်ကိုဆွဲတယ်နောက်တစ်ခါဒီလေးတပင်ကြော်လိုက်နောက်တစ်ခါ4ရ3ရ5ရပေါင်းတော့နဲ့ခွန်ချိန်ဒီမှာနဲ့ကိုဆွဲတယ်တပင်ကြော်လိုက်အောင်ဒီတပင်ကြော်ပြီးရင်9ခွန်5ဆိုတော့1ပါဝါ6ချိန်ဒီမှာ6ဆွဲတယ်နော်နောက်တစ်ခါတပင်ကြော်လိုက်အောင်ခွန်ရ9ရပေါင်းတော့5 3ညချိန်မှာ20လို့ထွက်တယ်နော်တပင်ကြော်လိုက်အောင်ခွန်ရ9ရ6ရပေါင်းတော့နဲ့ခွန်ချိန်ဘာထွက်လဲနဲ့ရှစ်ထွက်တယ်နော်ဒီတစ်ခါကြည့်လိုက်တပင်ကြော်လိုက်အောင်1ရခွန်ရ6ရပေါင်းတော့4ကိုချိန်ကိုဟောဒီ5 3ည3ကီနဲ့ကတ်ရင်5 3ည3ကီနဲ့ကတ်ရင်ဟာဒီ4ကိုချိန်ကိုဟောဒီ5 3ည3နဲ့ကတ်ရင်4 5 4 3ည4 3ဒီလေးနဲ့ကတ်ရင်4 5 4 3ည4 3ဒီ9နဲ့ကတ်ရင်9 5 9 3ည9 3ကဲအနိကကြိုက်ရင်များထိုးကြဒီမှာကျွန်တော်ကြိုက်ဆုံး4 5ကိုတင်ထားတယ်4 5ကိုတင်ထားတယ်4 3ည4 3ကိုဒူအော်ဒါထည့်ထားတယ်ရန်ခွက်ကိုကတော့9 3ည9 5 9 3ဘာယူလဲဆိုကျွန်တော်ကဒီကိုသိပ်ပြီးအားမရဘူးကိုအားကြောင့်မလို့4 5ကိုတင်ထားတယ်4 3ည4 3ကိုမင်းအော်ဒါမှာထည့်ထားတယ်ရန်ခွက်ထဲမှာသိပ်အားမရလို့9 3ည9 5 9 3လောက်ထားတယ်အမျိုးတို့ကြက်ရင်ထိုးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အကောင့်တလေးကိုလည်း subscribe ကလေးနှိပ်ပေးကြပါဦးကျွန်တော်မှခုမှအကောင့်တလေးကြောင့်မလို့ပါလူပေါင်း50ပြီမှလိုက်လွန်လို့ရမှာကြောင့်မလို့ပါကျွန်တော်နောက်ပတ်တွေကိုလည်းလုံးပိုင်နေပတ်သီးတွေအခွေတွေချပေးပါမယ်ကျွန်တော်ကောက်ကလေးကိုတော့ subscribe ကလေးလုပ်ပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်အမျိုးတွေအားလုံးဒီမှာ30ရက်10လ2025ညနေအနိကကလေးပါဒါလေးရတော့ညနေအနိကအကြိုက်တူရင်ထိုးကြပါအကြိုက်တူမှာထိုးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်စက္ကကလေးနဲ့ပို့နေ
ပေးဖို့လည်းမမေ့ကြပါနဲ့အောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်